ကိုယ်နဲ့မာတော့ဘယ်လိုပြရမလဲစားတယ် Hello အားလုံးပဲမင်္ဂလာပါ Stripe Bank Game Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော် Marathon Training နဲ့ကအခက်ဆုံးပေါ့နော်ကျွန်တော်တို့အခက်ဆုံးအကွာဝေးတစ်ခုဖြစ်တဲ့36 km long run ပြေးခဲ့တဲ့အတွေ့အကြုံကိုပြန်ပြောပြချင်လို့ပါကျွန်တော်ရဲ့တကယ် training plan ကရှေ့တစ်ပတ်မှာကျွန်တော်30 km ပြေးထားတာရှိတယ်ဆိုတော့ဒုတိယတစ်ပတ်မှာ36 km ပြေးရမယ်ဒါကျွန်တော်ရဲ့ training plan ဒါပေမဲ့ကျွန်တော်က30ဘာဖြစ်သွားလဲဆိုတော့30 km ပြေးတဲ့နေ့ရေဆိုပြေးပြီးနောက်ထပ်တစ်ရက်ရေနှစ်ရက်လုံးကိုကျွန်တော်ကောင်းကောင်းမနာဖြစ်ခဲ့ဘူးပေါ့နော်ပြင်သွားတယ်လှုပ်ရှားရှိရလုပ်တယ်ဆိုတော့ဒုတိယတစ်ရက်ရဲ့ညနေမှာကျွန်တော်စဖျားတယ်ဖျားတာမှလို့ဖျားတက်တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီမှာဖျားတက်ပြီမဲ့လည်းအဲ့ဒီညမှာအစည်းတောက်ပြီးနောက်တစ်မနေ့မှာတော့ကျွန်တော်ဖျားတာတော့ပြန်သက်သာပါတယ်ကိုပူတာပါညာတိတ်မရှိတော့ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါရဲ့နောက်ဆက်တွဲဘာဖြစ်လာလဲဆိုတော့နောက်တစ်ရက်မှာကျွန်တော်ဒီနေရာတွေမှာရေယုံတွေပေါ်လာတယ်ကိုခန်းကြတာနဲ့ဒီ virus ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီတစ်ပတ်လုံးကျွန်တော်နားလိုက်တဲ့အတွက်36 km ပြေးမဲ့ရက်ကိုကျွန်တော်မပြေးဖြစ်တော့ဘူးကျွန်တော်ဘယ်နည်းလောက်နားလိုက်လဲဆိုတော့ကျွန်တော်ဆန်းပြေးကြည့်တယ်ဗျာအဲ့လိုနေကောင်းသွားပြီထင်ပြီးတော့အဲ့လို2 ကီလိုလောက်ဂျားထဲမှာတစ်ရက်ဆန်းပြေးကြည့်လိုက်တယ်ခန္ဓာကိုယ်ကအဲ့လို fit ဖြစ်တယ်လို့မခံစားရတော့ကျွန်တော်ပြန်နားတယ်နောက်တစ်ပတ်ကြာတော့မှတစ်ပတ်ပေါ့ကျွန်တော်ရဲ့ training week တစ်ပတ်လုံးနီးပါးကိုကျွန်တော်နားလိုက်တယ်နားပြီးတော့နောက်ထပ်တစ်ပတ်မှာနည်းနည်းပြန်စမ်းပြေးကြည့်တယ်အဲ့လိုကျွန်တော်ရဲ့ကျွန်တော်မပြေးခဲ့တယ်ကျွန်တော်ရဲ့36 km training plan ကိုအခုပြီးခဲ့တဲ့စနေနေ့မှာကျွန်တော်ပြေးလိုက်တယ်ပြေးလိုက်တယ်ဆိုပေမဲ့လည်းကောင်းအောင်ပြေးနိုင်တာတော့မဟုတ်ပါဘူးကျွန်တော်ထုံစံတိုင်းပဲကျွန်တော်လမ်းလျှောက်လိုက်ပြေးလိုက်တယ်အဲ့မှာဘာခက်လဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်က fit ဖြစ်မနေဘူး36 km ပြေးဖို့ပြေးနိုင်မလားမပြေးနိုင်မလားလည်းမသိဘူးဒါပေမဲ့တေးကြတယ်ဗျအဲ့လိုပြေးနိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့30 km မှာတော့မှကျွန်တော်လမ်းလျှောက်ဒါတွေနဲ့ပြေးတိုင်းနဲ့အောင်3:45လောက်ကြာတာဆိုတော့ကျွန်တော်36 km ကိုတေးကြတိုင်းကျွန်တော်ကောင်းကောင်းပြေးနိုင်မှာမဟုတ်ဘူးဆိုတော့ကြိုသိတယ်ပြောရရင်တော့စိတ်ဓာတ်ပေါ့နော်mental ဘိုင်းမှာဒီ distance ကွာဝေးကိုပြေးမယ်ဆိုကိုပြေးနိုင်နေဆိုရင်တော့မှခြေထောက်ကပြေးနိုင်နေဆိုရင်တော့မှစိတ်ကကိုယ်အမြဲတမ်းလို့ဒုက္ခပြီးငါမပြေးနိုင်တော့ရှင်နေငါမောနေပြီငါဘလို့ဒါမရတော့ဘူးပေါ့နော်ငါမပြေးနိုင်တော့ဘူးငါမောနေပြီဒါပေမဲ့ကျွန်တော်ရဲ့ training plan ကကျွန်တော်36 km ပြေးရမယ်ဆိုတော့ငါပြေးမယ်ငါလမ်းမဲချောက်ပြေးဘာပဲဖြစ်ငါဒီဝါဝေးကိုရောက်အောင်တော့သွားမယ်ဆိုပြီးတော့စဉ်းစားထားလိုက်တယ်အဲ့ဒီပြေးတဲ့အချိန်မှာတူတူပြေးတဲ့တကယ်ချင်းတယောက်ပါတယ်ဆိုတော့သူနဲ့တူတူပြေးတာပဲ pace ကိုငါတို့ကျွန်တော်တို့9လောက်နဲ့ပြေးမယ်ဒီထက်လည်းနှေးမယ်ရောက်တော့သွားမယ်ပေါ့နော်ကျွန်တော်15 ကီလို16 ကီလိုလောက်မှထင်တယ်ဂုံးတက်တစ်ခုတက်တော့အဲ့လိုဂုံးတက်တော့အဲ့ချိန်မှာနည်းဆိုတာဆိုင်းရပြလာရှောက်ခြင်းတို့လိုဒါတော့15ပဲရှိသေးတယ်ပေါ့နော်16 ကီလိုမှာဇလန်းကစားတယ်အဲ့ဆောင်တယ်20 ကီလိုလောက်မှာကျွန်တော်နည်းနည်းသဘောပေါက်လာတယ်ပေါ့နော်ကျွန်တော်တို့တူပြေးတဲ့တကယ်ကျုံနဲ့ကျွန်တော်အားနာတယ်အဲကြောင့်ဘယ်လိုဆက်ပြေးလိုက်တော့ကျွန်တော်နောက်ကနေလိုက်ခဲ့မယ်ကျွန်တော်မဆောင်နဲ့အဲ့တော့အခုပြေးနိုင်နေဆိုလို့ရှိရင်ဆက်ပြေးပါပေါ့နော်ကျွန်တော်20 ကီလိုလောက်မှာကျွန်တော်တို့စားပြီးတော့အဲ့လိုရှေ့နောက်လမ်းကွဲသွားရှေ့နောက်ကွဲသွားတာပေါ့နော်17 ကီလိုတော့ကျော်လာတယ်လမ်းလျှောက်ပြီးတော့ကျော်လာတယ်စိတ်ကလည်းအချိန်မှာစိတ်မပြေတော့ဘူးလေမပြေတော့ဘူးဆိုတာအဲ့လိုဆက်ပြေးဖို့တုံးရပြီးနေစိတ်ကလမ်းလျှောက်လိုက်တော့36ပြေးဖို့ထွက်လာတာ23 ကီလိုကတော့ရှင်းနေတော့ပါဘူးကျွန်တော်ထင်တယ်20စိတ်လောက်မှထင်တယ် injury ဆရပြီးတော့နည်းနည်းပြန်နာလာပြီကျွန်တော်အဲ့ injury အကြောင်းပြန်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာကီလို30ပြေးပြီးတော့နေမကောင်းဖြစ်တာနဲ့အတူခြေထောက်ကလည်းအနားရနေရပဲလေအနားရနေတော့ကျွန်တော်ရဲ့ hamstring ကကျွန်တော် recovery ဖြစ်မယ်အဲ့လိုပြန်ကောင်းလောက်ပြီလို့ထင်တာဂျားထဲမှာနာလားဆိုရင်တော့အဲ့လိုနာမနေဘူးတက်တာလေဗျဒါပေမဲ့ကီလိုများလာတဲ့ချိန်20စိတ်လောက်မှာ injury ကလက္ခဏာနည်းနည်းပြန်ပြလာတယ်ပြေးနေနေအောင်တော်ဖြစ်တဲ့နာကျင်တယ်လို့ဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုလည်း
ကျွန်တော်ထပ်ပြီးတော့ပူဆိုးသွားမှလည်းကြောက်တယ်ဗျာကျွန်တော်36ကီလိုလည်းပြည့်အောင်သွားမယ်ဆိုတော့အတွေ့အကြုံလည်းရှိတယ်ဒဏ်ရာလည်းအဲ့လိုထပ်နာသွားမှလည်းကြောက်တယ်ထပ်နာသွားတဲ့အပြင်ကိုနောက်ထပ်တစ်ခုထပ်ဖြစ်လာမှလည်းစိုးရိမ်နေဆိုတာကကျွန်တော်ဒဏ်ရာရပြီးတော့အကြိုင်းနားရတာမျိုးမဖြစ်ချင်ဘူးနားဆိုတော့လေကျွန်တော်ကမနာဘူးဒီမာရသွန်ကိုမပြေးနိုင်မှလည်းစိုးရိမ်နေဒဏ်ရာကမပြောက်တာထက်ပူဆိုးလာမှလည်းစိုးရိမ်နေအဲ့တော့ကျွန်တော်လမ်းလျှောက်လိုက်ပြေးလိုက်ထုံးစံနိုင်မယ်ပြေးနေနေဗျာကျွန်တော်လမ်းလျှောက်လိုက်ပြီဆိုရင်လည်းပို့ပြီးလမ်းလျှောက်ချင်တယ်စိတ်တွေပိုင်းဆိုင်ရာအချိန်မကောင်းလမ်းမဲလျှောက်ချင်လမ်းနဲ့သွားလျှောက်လိုက်တယ်လမ်းမဲလျှောက်ချင်ဒါမဲ့လေ36ကီလိုပြည့်အောင်တော့ရှောက်ပါပဲစိတ်ကိုင်းလို့မရဘူးအဲ့တော့မာရသွန်ပြေးဖို့သာရွေးချယ်လိုက်တာဒီလောက်ကွာဝေးတစ်ခုကိုဒီလောက်ဝေးတဲ့ကွာဝေးဗျာပြောရရင်တော့ဒီလောက်ဝေးတဲ့ကွာဝေးကိုအဲ့လိုပြေးရအဆင်မပြေဘူးအဲ့တော့25အဲ့ဒီ20-25လောက်မှာဒဏ်ရာနာလာတယ်အဲ့တော့ပထမတော့စဉ်းစားလေးတယ်တက်စီပဲစီးသွားတော့မှပြန်တော့မလားပေါ့နော်ဆက်မပြေတော့ဘူးပြန်တော့မယ်ဒါပေမဲ့ငါကရှိမှလည်း training ကပြတ်ထားတယ်အခုဆိုလို့ရှိရင်လည်းပွဲရလည်းတဖြည်းဖြည်းနီးလာပြီဒီကွာဝေးကိုမပြေးဘဲနဲ့စင်ကြေတွေပေးနေမယ်ဆိုလို့ရှိရင်ပြန်ပွဲရောက်လို့ရှိရင် finisher ဖြစ်ဖို့ပိုပြီးရုန်းကန်နေရမှာဗျာရေးနေလမ်းမှာကြွတ်တက်နေတာတော့ဘာလို့ဆိုရင်စင်မပြေတော့အဲ့တော့နာလဲဆက်သွားမယ်ဒါပေမဲ့လို့ဖြည်းဖြည်းပဲသွားမယ်ဆက်လိုက်ပြေးရမှာဆိုတော့ဗျာဘယ်လိုစဉ်းစားလိုက်လဲဆိုတော့မီတာ200လမ်းလျှောက်တယ်မီတာ200လမ်းလျှောက်တယ်မီတာ100ပြေးတယ်ပြီးတော့မီတာ100လမ်းလျှောက်တယ်200ပြန်ပြေးတယ်ပြီးတော့မီတာ200လျှောက်တယ်မီတာ200ပြေးတယ်ဆိုတော့အားလုံး1ကီလို2112222ဟုတ်တယ်2112222ဆိုပြီးတော့အဲ့လိုကိုတွေးနေကိုမဟုတ်ရင်လည်းအဲ့လိုရောက်မှာမဟုတ်ဘူးဗျာတူပြေးတယ်တကယ်ချင်းကလည်းဒိုးသွားပြီကိုတယောက်ဝဲကြံခဲ့တယ်တကယ်လို့လမ်းမဲ့လျှောက်ချင်ဒါတော့လျှောက်လိုက်ပြေးလိုက်လုံးနေပြီတော့ဒါပေမဲ့ကန်ကောင်းရင်တော့အဲ့နေရာသီဥတုကဟိုရှိ30ကီလိုမီတာပြေးသလိုမျိုးပူမနေဘူးနည်းနည်းတက်တောင့်တက်ရှိတယ်အဆင်ပြေတယ်ပြေးနေတော့ရေ900 ml ယူသွားတယ် hydration mix 250 ml ဖြော်သွားတယ်ပြီးတော့ကျွန်တော်ဘိုက်ဆိုင်စားဖို့တော့ cookie နဲ့next နည်းနည်းယူသွားတယ်soft candy လည်းပါတယ် energy gel 3လို့ယူသွားတယ်ရေကုန်သွားတော့အင်းရမှာရေနဲ့ဝင်ရေဦးတွေကိုထည့်ဆက်လျှောက်စပြေးတော့မဟုတ်30လောက်မှာနောက်ထပ်ပြဿနာတစ်ခုထပ်ဖြစ်တယ်။ဘာဖြစ်တာလဲဆိုတော့ခြေချင်းဝင်တာကနည်းနည်းညောင်းလာသလိုနာလာသလိုထပ်ပြီးတော့ဖြစ်လာတယ်ပေါ့နော်ကျွန်တော် injury ရပြီလားမသိဘူးလို့စဉ်းစားမိတယ်ကျွန်တော်ဒီကီလိုကိုမပြေးဘူးတော့လေဒါပေမဲ့နာလဲပြီးမှနာတော့ပေါ့နော်36ကပြေးရရောက်အောင်သွားရမှာပဲဆိုတော့မဟုတ်ရင်လည်းပြေးဖြစ်တော့မှာမဟုတ်ဘူးဗျာအဲ့တော့ဆက်သွားရတာပဲတကီလိုပဲကျန်တော့လေနည်းနည်းပြေးလိုက်နောက်ဆုံး36ကီလိုမီတာပြေးလို့ပြီးသွားတယ်36တော့ပြေးပြီးသွားပြီသုံးတာတိုင်းပဲပြေးလာတော့ခက်တာပဲအားတော့ပြေးရဆိုနောက်တစ်ခုကကျွန်တော်ရဲ့ Harry ကျွန်တော်ဒီ36ကီလိုမီတာကိုပြေးလိုက်လျှောက်လိုက်လုပ်နေတာတော့မှကျွန်တော် Harry က average ကိုပြန်ကြည့်လိုက်တော့163ရှိရဗျာဆိုတော့ Harry ကမကောင်းလို့ပြောလို့ရတယ်မာရသွန် training လုပ်ရင်လည်းကျွန်တော်ရဲ့ Harry ကိုလည်းဒီထက်ပိုကောင်းအောင် view ဆိုင်ပြီးတော့ training လုပ်ရမယ်လို့စဉ်းစားမိတယ်ပေါ့နော်ဆိုတော့ဒီ36ကီလိုမီတာပြေးပြီးတဲ့အချိန်မှာဘာကိုတွေးမိလဲဆိုတော့ဒဏ်ရာကိုပို view ဆိုင်ရမယ်ကျွန်တော် injury မြန်ပျောက်မှပဲဒီထက်ပိုကောင်းတဲ့စံချိန်ပိုပြေးနိုင်မယ်အဲ့လိုပဲဇွဲချုပ်လို့မရဘူးစိတ်ဓာတ်မဲ့ဆိုင်ရာဒီထက်ပိုပြီးတော့တန်ပါအောင်ကျွန်တော်ကြိုးစားရမယ်ပြီးတော့ recovery တေချာလုပ်ရမယ်ပြီးခဲ့30ကီလိုမီတာပြေးတဲ့အချိန်မှာအရန်တည်တာတယ်ကျွန်တော်2ရက်မနာလိုက်တဲ့ကိစ္စကကျွန်တော်တို့တော်တော် training တစ်ပတ်လုံးပြတ်သွားစေတဲ့အခြေအနေကိုဖြစ်သွားတယ်ပေါ့နော် long run ပြေးပြီးတဲ့အချိန်မှာတေချာနားရမယ်အစားတော့တေချာပြန်စားရမယ်ဂရုစိုက်ရမယ်အဲ့ဒါကြီးအရေးကြီးတယ်ကျွန်တော်ပြီးခဲ့တဲ့36ကီလိုမီတာပြေးပြီးတဲ့နေ့မှာကျွန်တော်ရှေ့30ကီလိုမီတာလိုမျိုးမလုပ်တော့ဘူးကျွန်တော်36ကီလိုမီတာပြေးပြီးတဲ့နေ့မှာတေချာနာရတယ်အစားတော့လည်းတေချာပြန်စားရတယ်ဒါတော့မှအခု
ဒီနေ့ဆိုလို့ရှိရင်ဒါနောက်ထပ် long run တွေကိုပြန်ရောက်တော့မှာပေါ့နော်ခန္ဓာကိုယ်က recovery အပြည့်ပြန်မရသေးဘူးဆိုတာကိုသိတယ်အဲဆို36ပြေးပြီးနောက်ထပ်တစ်ခုကျွန်တော်ကြံခဲ့လို့ပေါ့နော်36ကီလိုမီတာပြေးပြီးတော့နောက်2ရက်လောက်မှာထင်တယ်ကျွန်တော်တို့training လုပ်များလို့ဖြစ်ဖို့များပါတယ်ကျွန်တော်ထင်တာပေါ့နော်ခြေဖနောက်အပေါ်နာလေးကနည်းနည်းလေးနာသလိုဖြစ်တယ်ကျွန်တော်အဲ့လေးကိုသတိထားမိတယ်ဒါပေမဲ့အခုတော့တက်သွားပြီကျွန်တော်ဒီဘက်ပြီးရင်တော့ fully recovery ဖြစ်မယ်လို့တော့ထင်တာပါပဲတန်ရတော့မပြောက်တော့သေးဘူးinjury hamstring injury ကတော့မပြောက်တော့သေးဘူးနောက်တစ်ခုကကျွန်တော်ရဲ့ training plan ကျွန်တော် coach ပေးတဲ့ training plan ရှိတယ်training plan ကိုသူပေးတဲ့အတိုင်းကျွန်တော်အကုန်လုံးမလုပ်ဖြစ်ဘူးဘယ်လိုလုပ်လဲဆိုတော့တချို့ရက်တွေမှာ tempo run လေးထည့်ပြေးတယ် speed ကကျွန်တော်ပြေးလို့မရတဲ့အတွက်ကျွန်တော် tempo run ပြေးတယ်ပြီးတော့ easy run ရက်တွေ low shot လေးလုပ်ပြီးတော့ကျွန်တော်ချိန်ပြေးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒဏ်ရာပူနာသွားမှဆိုတာရယ်ကျွန်တော်ရဲ့ heart rate ကိုလည်းကျွန်တော်လေ့လာခြင်းတယ်ပေါ့နော်ကျွန်တော်ဒီ training plan ကိုနည်းနည်းအတိုး shot လေးလုပ်ပြီးတော့ကျွန်တော်ပြေးဖြစ်တာဖြစ်တယ်ကဲအဲ့ဒီတော့ဒီနေ့ video ကဒီလောက်ပါပဲကျွန်တော်လိုပဲမာရသွန်ကို challenge လုပ်ချင်တဲ့လူတွေအပြေးအားကစားကိုစိတ်ဝင်စားတဲ့လူတွေဒီ channel လေးကို subscribe လုပ်ပြီးတော့ဒီ video ကို like နေပေးခဲ့ပါနောက်ထပ် video တွေမှာပြန်တွေ့ပါမယ်